ဗုဒ္ဓေထဝိသစ္စာဒဝရသစ္စာသဟတကိသစ္စာတတသဟတနိနမာမိတိရတမဟာအဘဂဝါလူကကင်္ဂနန္ဒာနိဗ္ဗုဒ္ဓဇိနာဒေတဓမ္မေသတကိစ္ဆာအာရရိနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနသံတုအသေတတောအထဝီတောသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိအောင်ပိသိနှင့်နှစ်ကျိတ်ရှိစုကုန်သောသဗုဒ္ဓေသတဆောင်ပမဉာဏ်ရောင်ဝါဖြင့်တစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်းဒွါရတိသသဟတကိနိဗ္ဗာန်ကိန်းအောင်ဆက်မွေလျောက်သည့်12000ကုန်သောတံဗုဒ္ဓေသလယောင်ပမဉာဏ်အောင်ဝါဖြင့်တစ္ဆာလင်းပြောင်းမြတ်ဘုံခေါင်တို့ကို၎င်းသစ္စာတရသဟတတိတောင်းထိုင်စကြဝဠာကုံရောင်ရှိန်9သိန်းကုန်သောတံဗုဒ္ဓေသနေအောင်ပမဉာဏ်အောင်ဝါဖြင့်တစ္ဆာလင်းထိန်မြတ်မှုနေတို့ကို၎င်းကျွန်ုပ်သည်တိရသာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိယိုတိညိုကျိုးလက်ဆုံးမိုး၍ရှိကိုပါ၏ခင်္ဂယခင်္ဂမြေအတွေ့၌ဝါလူကရှိကြကုန်သောသဲတို့သည်အဘကနေကြကုန်သေး၏နေဗုဒ္ဓဘုံဆက်သိ၍ငြိမ်တော်မူကြကုန်ပြီးသောဇိနာနောက်ချက်ဖန်လာမငါးဖြာကိုအရိယာမဘုံရောင်စဖြင့်ချိုးပြဲလွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တတင်ချာကနရေတွမ်းမှန်းလဲဆုံးကတိုင်မြောက်မရောက်နိုင်ကြကုန်တေစီနေသထိုဘုရားရှင်တို့ကို၎င်းဒေသတို့9သိန်း12000နှစ်ကျိရှိသူကုန်သောဘုရားရှင်မရေမတွက်နိုင်သောဘုရားရှင်တို့၏ဓမ္မင်္စတရားတော်မြတ်ကို၎င်းတာကေသတပိသသံဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည်အာဒရိနအာဒရံယိုတိစွာနမမိရှိကိုပိုင်နမကာရနုဘဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျောကတော်ရသောပဏာမကုသိုလ်စေတနာကြောင့်သဗ္ဗေခသိင်ကုန်သောဥပဒဝေဘေးရန်တို့ကိုဟိတဝါပယ်ဖြောက်၍နေကအန္တရာယပိတဘာမကမြာလသွေသွဲအန္တရာတို့သည်လည်းအာသေတာသောအကျွင်းချမ်းမရှိသောအဖြစ်ဝိနာတန်သူပျောက်ပြပါစေတည်းကျွန်ုပ်ဤဓမ္မမိတ်ဆွေများပေါင်းဘေးဆိုးရက်ဆိုးအမျိုးမျိုးမှကင်းဝေးပြီးကိုယ်စိတ်နှလုံးတည်ငြိမ်အေးချမ်းနိုင်ကြပါစေ